င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြက်ဖို့ပါတီကနေရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေဟာကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေကိုဖွဲ့စည်းထားပြီးညထုံးကပြည်ဦးလွင်မျိုးနဲ့မြို့စောကကိုကျွန်းအောင်လင်းတွေးကနေပြီးတော့မဲဆန္ဒနယ်ပါဝင်ဗိုလ်ချုပ်ကြီးတချို့ရှင်ပြိုင်မဲ့မဲဆန္ဒနယ်တွေထွက်ပေါ်လာပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကိုစစ်တပ်က17လေဒီ3စီးနဲ့ဘုံတွေကျဲချခဲ့တာကြောင့်ပြည်သူ4ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။လောင်းလုံးမြို့အောင်တပြေဖုံးကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား2ဦးသေဆုံးခဲ့တဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြံ့ဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေကကိုယ်ပိုင်လုံခြုံရေးဖွဲ့တွေကိုဖွဲ့စည်းထားတယ်လို့ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မင်းအောင်လှိုင်ရဲ့စိတ်ခိုင်းချက်အရစစ်ကော်မရှင်ကစစ်အရာရှိကြီးတွေဖြစ်ကြတဲ့အောင်လင်းတွေမြထွန်းဦးဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းဒုဗိုလ်ချုပ်ကြီးအောင်တေစာကျော်ဒုဗိုလ်ချုပ်ကြီးအောင်တပ်ပုံဒုဗိုလ်ချုပ်ကြီးအောင်ဖုံးမြတ်ဒုဗိုလ်ချုပ်ကြီးအောင်လင်းအောင်ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်တို့ကပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့ပြည်내တိုင်းလွှတ်တော်တို့ကနေကြံ့ဖို့ပါတီကိုစားပြုပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပြီးကြံ့ဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ရမှာကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေကိုဖွဲ့စည်းထားတယ်လို့သိရပါတယ်။ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ပြောတာကတော့ပါတီဘက်ကလှုပ်ပေးတဲ့လုံခြုံရေးအဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့ကလှုပ်ပေးမဲ့လုံခြုံရေးအပြင်တဦးချင်းစီမှာကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေတည်တံ့ဖွဲ့စည်းလှုပ်ဆောင်နေကြပြီးအဲ့ဒီအဖွဲ့တွေကနေမီတွေကိုပနာမကွင်းစင်းနေကြပြီလို့ပြောပါရယ်။ဒါအပြင်ပါတီကနေကိုစားပြုပြိုင်နေဆိုပေမဲ့အစအရာသူတို့ဟာသူတို့စီမံလာကြတဲ့အပြင်ဇရိတ်ကအစပါတီဘက်ကပေးစရာမလိုဘူးလို့လည်းဆက်ပြောပါရယ်။လက်ရှိဗိုလ်ချုပ်ကြီးအောင်နေရှင်ပြိုင်မဲ့မဲဆန္ဒနယ်တွေထွက်ပေါ်နေပြီးအောင်လင်းတွေးကနေပြီးတော့မျိုးသားလွတ်တော်မဲဆန္ဒနယ်ပြည်အောင်မှာရှင်ပြိုင်တယ်လို့မျိုးစောကကိုကျွန်းပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေရှင်ပြိုင်မှာဖြစ်ပြီးမြထွန်းကတော့ပြည်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေရှင်ပြိုင်သွားမယ်လို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးအောင်တပ်ပုံကစကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းကမအူပင်မြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်မျိုးသိန်းစောကပေါခေါင်းမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ဒါအပြင်ကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယျသီရိမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကဥဒ္ဒရသီရိမြို့နယ်မင်းကင်းမောင်မြင့်ကစပြူသီရိမြို့နယ်မဲဆန္ဒနယ်အငိမ့်စားဗိုလ်ချုပ်ကြီးမြတ်ဟင်းကတခိနသီရိမြို့နယ်ပုဗ္ဗသီရိမြို့နယ်မှာတော့ဘူးလက်လာဆွေဗိုလ်ချုပ်အောင်မောင်အောင်ကတက်ကုန်းမြို့နယ်မဲဆန္ဒနယ်တို့မှာအသီးသီးရှင်ပြိုင်ကြမှာလို့သိရပါတယ်ရှင်။တစ်ဖက်မှာရွေးကောက်ပွဲအတွက်ကိုယ်ပိုင်လုံခြုံရေးတွေဖွဲ့စည်းနေပေမဲ့တခြားတစ်ဖက်မှာတော့ကြေးရွာတွေကိုလိုက်လံပုံကျဲနေတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။ဒါကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကချန်ရိုကော်ပတာ3စီးနဲ့ဘုံပတ်ကျဲနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအောက်တိုဘာလ19ရက်နေ့နေ့လယ်3နာရီကျော်ခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ချန်ရိုကော်ပတာ3စီးကဘုံပတ်ကျဲနေတဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပဲကြေးရွာနေပြည်သူတွေကလက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲဒီလိုပဲအောက်တိုဘာလ14ရက်နေ့နဲ့အောက်တိုဘာလ15ရက်နေ့တို့မှာအကြမ်းဖက်စစ်တပ်ကရွာသားကြီးရွာပါဝင်တမန်းတာကြေးရွာစာတင်ကျောင်းတို့ကိုလည်းချန်ရိုကော်ပတာ17လေဒီတို့နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒါအပြင်အောက်တိုဘာလ18ရက်နေ့မနက်10:40ခန့်မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြောက်ဖြာရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံသီး10လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိပြီးနေ9လုံးလည်းပျက်စီးခဲ့တယ်လို့ KNU ဒုသထိုးခရိုင်ကထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါ။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကိုစစ်တပ်က17လေဒီ3စီးနဲ့ဘုံတွေကျဲချခဲ့တာကြောင့်ပြည်သူ4ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအောက်တိုဘာလ19ရက်နေ့မနက်6နာရီချိန်ခန့်မှာနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာပေါ်ကိုစစ်တပ်ရဲ့17လေဒီ3စီးကဘုံတွေကျဲချခဲ့တာကြောင့်ပဲချက်ကြီးရွာမှာနေထိုင်တဲ့ပြည်သူ4ဦးသေဆုံးခဲ့ပြီး2ဦးမှာတော့အပြင်းထန်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။သေဆုံးသူပြည်သူ4ဦးမှာအသက်55နှစ်အရွယ်ဦးကျော်နိုင်နဲ့ဒေါ်ခင်တန်းတို့အ
အသက်59နှစ်အရွယ်ဦးခင်မောင်ဝင်းနဲ့အသက်62နှစ်အရွယ်ဒေါ်ခင်တင့်တို့ဖြစ်ပြီးဒဏ်ရာရရှိသူတွေကတော့အသက်10နှစ်အရွယ်မတ်ကျူကျူကိုနဲ့အသက်45နှစ်အရွယ်ဒေါ်ရွှေဝါထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေထိခိုက်ဒေဆုံးခဲ့တဲ့အပြင်နေ6လုံးထပ်မံလည်းပျက်စီးခဲ့လို့ဒေသပြည်သူတယောက်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးမှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်လာတယ်လို့ဒေသစီရေးသတင်းရင်းမြစ်တွေစီကနေသိရပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့အောင်တပြေဘုံကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား2ဦးသေဆုံးခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့မနက်9:15မိနစ်ခန့်မှာလေလောင်းလုံးမြို့ပေါ်မှာရှိတဲ့အောင်တပြေဘုံကြီးကျောင်းဝင်းအတွင်းတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ခိုက်မှုဟာတနအီခွဲခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သား2ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဒဏ်ရာရသူတွေက2ဦးကဒဏ်ရာအခြေအနေပြင်းထန်ကသေဆုံးနိုင်တယ်လို့သိရပါတယ်။အဲ့ဒီဘုံကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ပြည်သူတွေရဲ့လုံခြုံရေးပေါ်နေ့စဉ်ရက်ဆက်ချင်းချောက်အနိုင်ကျင့်နေပြီးလူငယ်တွေကိုအာဓမပေါ်တာဆွဲတာအတင်းအာဓမစစ်မှုထမ်းစုဆောင်းတာခရီးသွားပြည်သူတွေကိုမတရားဖမ်းဆီးချင်းချောက်ကငွေကြေးအစမတန်တောင်းခံတာတွေစတဲ့အကြမ်းဖက်လုပ်ရက်တွေကိုနေ့စဉ်ကျူးလွန်နေတယ်လို့သိရပါတယ်။ပြည်သူတရက်လုံးရဲ့ဘုံရန်သူဖြစ်တဲ့အကြမ်းဖက်စစ်အာဏာရှင်ဖက်စစ်တပ်ကိုနောက်ဆုံးချိန်ထိပေါင်းစည်းခြင်းအင်အားနဲ့ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့လောင်းလုံးတမဏိလိပ်ပြတပ်ဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကတော်လှန်ရေးရဲဘော်တွေကတော့အထီးကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဘက်ကိုကြည်အောင်ပါစကိုင်းတိုင်းအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကထိခိုက်မှုရှိတယ်လို့ပြည်သူ့ကာကွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့မန္တလေးကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မှာအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Generation C Power GZB မန္တလေးပြည်သူ့ကာကွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့တော်လှန်ရေးဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးရဲဘော်တွေကတော့အထီးကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ Generation C Power GZB မန္တလေးတပ်ဖွဲ့ဟာတပိတ်ချင်းမြို့နယ်မတရားမြို့နယ်နဲ့စကိုင်းမြို့ဝင်းကျင်မှာလဲတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးအကြမ်းဖက်စစ်တပ်ကိုဆက်လက်တိုက်ခိုက်နေတာပါ။ဒါအပြင်အကြမ်းဖက်စစ်တပ်ကအော်တိုဘာလ19ရက်နေ့မှာအရာတော်မြို့နယ်တစ်ချိုကုန်းရွာစာတင်ကျောင်းကိုတတဦးလေတပ်ကနေတက်လာတဲ့ YAK 130 Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ4ဦးသေဆုံးခဲ့တဲ့အပြင်ပြည်သူ10ယောက်ကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသေးရဲ့ရှင်။မန္တလေးတိုင်းဘက်ကိုကြည်အောင်ပါမန္တလေးတိုင်းမြင်းခြံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရေကြောင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့စစ်သင်္ဘောတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်သားတွေထိခိုက်မှုရှိတယ်လို့ရေစကြိုတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ12ရက်နေ့မှာမြင်းခြံမြို့နယ်စိတ်ညံရေတင်ယုံအကြမ်းဖက်စစ်တပ်ရဲ့ရေကြောင်းစစ်ဆေးရေးဂိတ်မှာစစ်သင်္ဘောတွေရောက်ရှိနားခိုနေချိန်တော်လှန်ရေးတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်သင်္ဘောတစ်စီးကိုဘုံကျရောက်ပောက်ကွဲခဲ့တာကြောင့်စစ်သား4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သင်္ဘောတစ်စီးရဲ့ခေါင်းမိုးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုရဲ့ဒရုန်းအဖွဲ့ရဲ့ရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်းတော်လှန်ရေးရဲဘော်တွေကတော့အထီးကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိထီလာမြို့နယ်ကြောက်ဖြူကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်ကရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့အင်ပတ်လက်ကြီးရွာသားကျော်စိုးလင်းခေါ်ဖားကြီးကိုငွေကျပ်380ပေးပြီးစစ်မှုထမ်းလူစားတို့အဖြစ်ဝယ်ယူကစစ်တပ်အတွင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အင်ပတ်လက်ကြီးရွာသားကျော်စိုးလင်းခေါ်ဖားကြီးမှာမူရစ်ဆေးဝါးရောင်းဝယ်တာဆိုင်ငယ်တွေကိုခိုးယူတာတွေကြောင့်အလိုရှိနေတဲ့ရာဇဝတ်သားတဦးဖြစ်ပေမဲ့လည်းစစ်မှုထမ်းအဖြစ်380ပေးကအော်တိုဘာလ18ရက်နေ့ကမိထီလာ113တက်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဒေသသတင်းရင်းမြစ်ပြောတာကတော့အုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်နဲ့ကျော်စိုးလင်းခေါ်ဖားကြီးကညီကိုဝင်းကွဲတော်တဲ့အပြင်ရာဇဝတ်သားကိုအရေးမယူဘဲငွေကျပ်380ပေးပြီးစစ်မှုထမ်းလူစားထိုးလိုက်တော့ရာဇဝတ်မှုတွေလည်းအရေးယူလို့မရတော့ဘူးပေါ့လို့ပြောပါတယ်။အကြမ်းဖက်စစ်တပ်ကအခုအော်တိုဘာလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်18ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်ရှင်။
ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ